အခုတင်ဆက်ပေးမှာကတော့950ဇက်တော်များတဲကဒုတိယမြောက်ဇက်တော်ဖြစ်တဲ့ဝနုပထဇက်တော်ပဲဖြစ်ပါတယ်တခါတော့ကတာဝိထိပြည်စေတဝန်ကျောင်းတော်မှာတရားအားထုတ်နေရင်စိတ်သက်ကြနေတဲ့ယဟန်တစ်ပါးရှိခဲ့ဘူးလေအာရုံစိုက်မှာအာရုံစိုက်မှာရမယ်အာရုံစိုက်မှာရမယ်သူများတွေကြတော့တရားထူးရကြတယ်ငါကြမှာဘာလို့ဘာမှမသိရတာလဲငါလိုလူကတရားမရနိုင်သူဖြစ်မယ်ထင်တယ်တော်ထဲမှာနေပြီးပင်ပန်းခံနေလဲအလကားပါပဲငါဘလောက်စူးစမ်းတရားမရနိုင်ပါလားဆိုပြီးဝရိယတွေရောပါနေတဲ့အဲ့ဒီယဟန်ကိုမြတ်စွာဘုရားရှင်မြင်တဲ့အခါအတိတ်ဇာကြောင့်တကူနဲ့လမ်းမှန်ပြခဲ့ပါတယ်ငါရှင်ဘယ်သွားမလို့လဲကမ္မထမ်းဖြုတ်လာတာလားခါးနှစ်ရှိပြီငါရှင်တို့ငါဘာမှမမြင်ဘူးငါလက်လျှော့လိုက်ပြီမဖြစ်တင်တာငါရှင်ရာဝီရိယကြီးတဲ့ဖျားရှင်သာသနာမှာဒီလိုစိတ်မလျှော့ရဘူးမြတ်စွာဘုရားစီသွားကြစို့ဖျားရှင်ကူညီပါလိမ့်မယ်ချစ်သားတို့ဤရဟန်းကိုအဘယ်ကြောင့်တွဲခေါ်လာကြသနည်းမှန်လားပါဤရဟန်းသည်ဝီရိယရုပ်ရော့ပြီးကုသိုလ်တရားကိုစွန့်လွတ်လိုက်ပါသဖြင့်ခေါ်လာရခြင်းဖြစ်ပါသည်ဗျာချစ်သားအရင်ဘဝကတဲကန်နာရထဲမှာမင်းရဲ့ဇွဲလုံးလာကြောင့်ပဲလူ900အသက်ချမ်းသာခဲ့ဘူးတယ်အခုမှဘာလို့လက်လျှော့တာလဲတော်လေပြီးသောအခါဘာရာဒတိပြည်တွင်လဲကုံတဲ့အဖွက်တစ်ဖွက်ရှိလေသည်နေ့အခါမိကြီးခဲကဲ့သို့ပူပြင်းလာသဖြင့်ခရီးမဆက်နိုင်ပဲနားနေကြရလေသည်အေဝင်ပြီဟဲ့နွားတွေကိုကကြိုးတက်ကြခရီးဆက်မယ်လမ်းပြငါတို့ခရီးဘယ်လောက်ကြံသေးလဲလမ်းမှန်ရဲ့လားစိတ်ချပါဝမ်းသာစရာပါဆရာကြီးနောက်ထပ်တညခရီးပဲကြံပါတော့တယ်မနေ့ဆိုရင်ရွာကြီးတွေကိုရောက်ပါပြီအေးခွက်ဒါဆိုရင်လှဲပေါ်အောင်ရေတွေကိုတွန်ပစ်လိုက်ကြတော့ထင်းနေလဲပစ်ချခဲ့ဟိုရောက်မှအသစ်ရှာမယ်မြန်မြန်မောင်းကြငါညပေါင်းများစွာမအိပ်ရသေးဘူးမျက်ခွန်တွေလေးလိုက်တာဒါပေမဲ့လို့ခရီးဆုံးခံဒီတညမှာတော့မထင်မှတ်ထားတာတခုဖြစ်ခဲ့ပါတယ်လမ်းပြဟာပင်ပန်းပြီးအိပ်ပျော်သွားတဲ့အတွက်လှဲတန်းကြီးဟာလမ်းမပြီးမနေ့ကနေရာကိုပဲပြန်ရောက်ရှိသွားပါတယ်နွားတို့သည်လမ်းပြမရှိသဖြင့်လာခဲ့သောလမ်းအတိုင်းတညလုံးပြန်သွားကြလေသည်မိုးလင်းလိုနေထွက်လာတဲ့အခါမှာတော့အားလုံးဟာရေကုန်းထင်းကုန်းနဲ့သေဘေးကိုရင်ဆိုင်လိုက်ရပါပြီဒါမနေ့ကငါတို့စခန်းချခဲ့တဲ့နေရာဟောင်းကြီးပဲလဲတွေရက်ကြတော့ငါတို့လာလန်းအတိုင်းပြန်ရောက်နေပြီရေမရှိတော့ဘူးထင်းလည်းမရှိတော့ဘူးငါတို့ဘာလုပ်ကြမလဲငါတို့တော့သဲကန်တာရထဲမှာငတ်သေးကြရတော့မယ်အားလုံးပြီးဆုံးသွားပြီလူတွေရောတရိษံတွေပါအာရင်ကုန်ခံပြီးစိတ်ပြက်လက်ပြက်နဲ့လဲလျောင်းနေကြရတာပေါ့ငါလုံလဝီရိယချော့ရင်အားလုံးသိကုန်ကြလိမ့်မယ်ငါတခုခုလုံးမရမယ်ရေဆိုတာမြေအောက်မှာရှိစမြဲပဲအဲ့ဒီအချိန်မှာလှဲမှုကြီးဟာစိတ်ဓာတ်မကြပဲရေလိုက်ရှာရင်းနဲ့မျက်ပင်လေးတစ်ပင်ပေါက်နေတာကိုတွေ့သွားခဲ့ပါတယ်ဒီမျက်ပင်ကစိမ့်ပြီးအေးနေတယ်ဒီမျက်ပင်လေးရှိရင်တော့အောက်မှာရေရှိရမယ်ဆိုတဲ့ယုံကြည်ချက်နဲ့အားလုံးကိုတိုက်တွန်းပြီးတော့အားလုံးကိုတိုက်တွန်းခဲ့ပြီးတွင်တူခိုင်းပါတော့တယ်ဒီနေရာမှာရေရှိမယ်တူးကြစမ်းဟာတူးလိုက်တဲ့အခါမှာတော့မာကြောလာတဲ့ကြောက်ဖြာကြီးတစ်ချက်ကပိတ်ခံနေပြန်တာကိုတွေ့လိုက်ကြရပါတယ်ဟာဒုက္ခပါပဲအောက်မှာကြောက်ဖြာကြီးခံနေပြီဗျ
ဆက်တူးလို့မရတော့ဘူး ငါတို့ကံကုန်ပြီထင်ပါရဲ့ဘာမှလုံးမရတော့ဘူး အားလုံးကလက်မှန်ချလိုက်တဲ့အချိန်မှာတော့ မဖြစ်နိုင်ဘူးဒီကြောက်ဖြာအောက်မှာရေရှိကိုရှိရမယ်ကြားတယ်ငါကြားတယ်အာအောက်မှာရေစည်းတန်ကြားနေရတယ်ဟေးမောင်မင်းမင်းကငဲတယ်အားရှိတယ်စင်ကစံမင်းရဲ့လုံလဝီရိယကိုမလျှော့ပါနဲ့မင်းလျှော့ရင်အားလုံးတည်လိမ့်မယ် တပည့်ငယ်ဟာလည်းပဲလှဲမိုးကြီးရဲ့စကားကိုနားထောင်ပြီးနောက်ဆုံးစက္ကန့်အထိအားကောင်းကောင်းစိုက်ကြိုးစားလိုက်တာကြောက်ဖြာကြီးအကွဲပြီးခန်းလုံးခန့်ရှိတဲ့ရေလုံးကြီးပန်းထွက်လာပါတော့တယ် ရေရပြီငါတော့မသေးတော့ဘူး မင်းချက်ကြဟေးဒီညတော့ဘိုက်ဝအောင်စားကြမယ် ဒီလိုနဲ့ပဲအားလုံးဟာအသက်ချမ်းသာရာရပြီးခရီးဆုံးကိုဘေးကင်းစွာနဲ့ရောက်သွားခဲ့ကြပါတယ်မြတ်စွာဘုရားရှင်က ချစ်သားထိုစဉ်ကကြောက်ဖြာခွဲသောလူငယ်သည်ယခုတင်ပင်ဖြစ်သည် မှန်လာပါဗျာတပည့်တော်သဘောပေါက်ပါပြီတပည့်တော်ရဲ့လုံလကိုပြန်လဲမွေးမြူပါတော့မယ် မကြမီမှာပင်ထိုရဟန်းသည်ရဟန္တာအဖြစ်သို့ရောက်ရှိလေသည် မလျှော်သောဆွဲဖြင့်စ조사အားထုတ်သူတို့အတွက်မြည်သည့်အခက်ခဲပင်ဖြစ်စေအောင်မြင်မှုအဖြစ်ပြောင်းလဲနိုင်သည်ဟုသောအကြောင်းပဲဖြစ်ပါတယ်။